ကျွန်တော်မှာဘီလီယံနဲ့ချီတဲ့ချမ်းသာကြွယ်ဝမှုတွေရှိနေပေမဲ့အခုတော့လမ်းဘေးဆိုင်လေးတစ်ဆိုင်မှာရာမင်ခောက်ဆွဲထိုင်စားနေမိတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အရင်မြင်မိဘတွေကကျွန်တော်ကိုလိုက်လံစုံစမ်းပြီးရောက်လာခဲ့ကြတယ်။အမေကသူ့မျက်နှာနဲ့80%လောက်တူနေတဲ့ကျွန်တော်မျက်နှာကိုကြည့်ပြီးအသေးအတန်ကိုကြွေးနေတော့တယ်။တားလေးရဲ့ဒီနှစ်တွေမှာမင်းတော်တော်လေးဆင်းရဲဒုက္ခရောက်ခဲ့မှာပဲ။အမေနဲ့အတူအိမ်ပြန်လိုက်ခဲ့ပါတယ်။ကျွန်တော်ဘာတခုမှမပြောဘဲသူ့နောက်မှာရက်နေတဲ့လူငယ်လေးကိုပဲကြော်ကြည့်နေလိုက်တယ်။အဲ့ဒီတခင်လေးတူကကျွန်တော်ကိုမင်းနောက်ဆုံးတော့ပေါ်လာပြီပေါ့။ဒါပေမဲ့နောက်ကျသွားပြီးကိုယ်ဆိုတဲ့အထာနဲ့ခနဲ့တဲ့ကြည့်နေတယ်။ကျွန်တော်စီကဘာတော့ပြန်မှုမှမရှိတာကိုမြင်တော့အမေကကျွန်တော်လက်ကိုလှမ်းဆွဲပြီးတားလေးမင်းတော်တော်ပင်ပန်းခဲ့မှာပဲအိမ်ပြန်ရအောင်နော်အမေအားလုံးပြန်ပေးဆက်ပါမယ်လို့ပြောတယ်ကျွန်တော်ဘေးကိုရှောင်လိုက်ပြီးသူ့လက်ကိုတင်းလိုက်တယ်ပြီးတော့မတ်တက်ရက်ပြီးကျွန်တော်နောက်ကလူအုပ်စုကိုမလှုပ်ရှားဖို့လက်ပြပြီးအချက်ပေးလိုက်တယ်ဒီစားတောက်ဆိုင်ထဲမှာရှိနေသမျှလူတိုင်းဟာကျွန်တော်ရဲ့တက်တော်ဆောင်တွေဆိုတာကိုသူတို့မသိကြဘူးအိမ်ပြန်လမ်းမှာကျန်းချောင်ရှမ်းဂျိန်ချောင်ရှမ်းကကျွန်တော်ကိုရန်လိုတဲ့အကြည့်တွေနဲ့ပဲစိုက်ကြည့်နေခဲ့တယ်ကျွန်တော်မှာယောဂတစ်ခုခုကပ်ပါလာတယ်လို့မျိုးသူကခဝေးဝေးကပဲနေတယ်ကျွန်တော်ကတော့သူ့ကိုလစ်လူရှုပြီးကျွန်တော်ရဲ့မိဘဆိုသူတွေကိုပဲအာယုံဆိုင်နေလိုက်တယ်လွန်ခဲ့တဲ့9နှစ်ကကျွန်တော်ဒီကဘာထဲကိုကူးပြောင်းရောက်ရှိလာခဲ့တာကျွန်တော်ဟာအမွေဆက်ခံသူအစ်စ်မှန်ဆိုတာကိုကျွန်တော်သိနေခဲ့တယ်သူတို့ရဲ့သားကအတူကြီးဆိုတာကိုသူတို့သိသွားအောင်တောင်ကျွန်တော်ဖန်တီးခဲ့သေးတယ်ဒါတောင်မှကျွန်တော်ကိုလာရှာဖို့သူတို့9နှစ်တောင်အချိန်ယူခဲ့ကြတာသူတို့မသိတာကကျွန်တော်ဒီကဘာမှာအောင်မြင်မှုတွေအကြီးအကျယ်ရနေပြီဆိုတာပဲကိုပိုင်ကုမ္ပဏီတည်ထောင်ထားသလိုကျွန်တော်လက်အောက်မှာလည်းအဖွဲ့အစည်းတစ်ခုလုံးရှိနေပြီငါတို့ကြောင်မိသားစုမှာကိုပိုင်စည်းမျဉ်းတွေရှိတယ်လို့အဖေကကျွန်တော်ကိုအထက်စီးကနေအေးဆက်ဆက်ကြည့်ပြီးပြောတယ်ဒီနေ့ကစပြီးမင်းရဲ့မမာနတွေကိုငါတို့နှိမ်ပေးရမယ်မင်းစေခံကမ်းမှာပဲနေရမယ်မစ္စတာချောင်းကျွန်တော်ကိုဒီမှာမရှိစေချင်ဘူးဆိုရင်ကျွန်တော်ထွက်သွားပေးလို့ရပါတယ်လို့ကျွန်တော်ကပြုံးစည်းစည်းနဲ့ပြန်ပြောလိုက်တယ်ကျွန်တော်ဒီကိုရောက်လာတော့ကစနစ် system ကကျွန်တော်ကိုတာဝန်တစ်ခုပေးထားတယ်အဲ့ဒါကတော့ဒီလူတွေကိုနောက်တရအောင်လုပ်ဖို့ပဲသူတို့နောက်တရသွားပြီဆိုတာနဲ့ကျွန်တော်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုမူလကဘာစီပြန်ယူသွားလို့ရပြီကျွန်တော်မှာဘီလီယံနဲ့ချီရှိပြီးသားမှုဘယ်သူ့ကိုမှဖားနေဖို့မလိုဘူးအဖေမျက်နှာချက်ချင်းပြတ်သွားတယ်ချောင်ရှမ်းကရှေ့တိုးလာပြီးကျွန်တော်ကိုစိုက်ကြည့်တယ်မင်းဘလို့တောင်တတိရှိနေတာလဲအဖေကမင်းကောင်းစားဖို့လုပ်ပေးနေတာလေမင်းကမွေးစားသားတယောက်ပဲလေငါ့ကိုဒီလိုစကားပြောရအောင်မင်းကဘယ်သူမို့လို့လဲလို့ကျွန်တော်ကအေးဆက်ဆက်မေးလိုက်တယ်အဲ့ဒီစကားကသူ့ရဲ့အားနည်းချက်ကိုထိသွားပုံပဲသူ့မျက်လုံးထဲကနေမျက်ရည်တွေစီးကျလာပြီးအမေနဲ့အဖေကကျွန်တော်ကိုလုံးဝလစ်လူရှုပြီးသူ့ကိုပဲဝိုင်းချုံနေကြတော့တယ်ဒီမြင်ကွင်းကိုကြည့်ပြီးကျွန်တော်ကောင်းခါမိတယ်ဒီမိသားစုတစ်ခုလုံးပြဿနာရှိနေတာပဲကျွန်တော်ကတားရင်းဆိုတာသိပါလျက်နဲ့ကျွန်တော်ဘဝကိုခိုးယူထားတဲ့အထိန်တော်ရဲ့ကလေးကိုပဲဒီလောက်ကောင်းကောင်းမွန်မွန်ဆက်ဆံနေကြတာသူတို့ကောင်းတဲ့ဘာတွေတွေးနေလဲကျွန်တော်စဉ်းစားလို့မရဘူးသူတို့ရဲ့မိသားစုဇလန်းငယ်လေးတွေကိုစိတ်မဝင်စားတာမို့ကျွန်တော်အပေါ်ထက်ကိုပဲတက်သွားလိုက်တယ်ဒီအခန်းကကြည်ကောင်းတာပဲဒါကိုငါယူမဲ့လို့အောက်ထက်ကိုလှမ်းအော်ပြောလိုက်တယ်မရဘူးအဲ့ဒါချမ်းချမ်းရဲ့အခန်းချမ်းအန်းရဲ့အခန်းနဲ့ကျွန်တော်ဝင်တော့မဲ့တာကိုမြင်တော့အဖေကဒေါသကြီးအော်ပါတော့တယ်။ကျောင်းမချမ်းကျောင်းပါချမ်းမင်းပါလုပ်နေတာလေ။မင်းမှာယဉ်ကျေးမှုမရှိဘူးလားသူကကျွန်တော်ကိုဒေါသတကြီးစိုက်ကြည့်တယ်။ချောင်ရှမ်းကငိုတော့တာပဲ။အကိုကျွန်တော်အကိုစီကဘဝကိုခိုးယူခဲ့မိမှန်သိပါတယ်။အခန်းကိုယူပါလို့ပြောရင်သူကအဖေနဲ့အမေကိုမတရက်ခံရတယ်လို့မျက်နှာပေးနဲ့လှည့်ကြည့်တယ်။ဒါကသူတို့ကိုပို့ပြီးတနာသွားစေပြီးသူ့ကိုပဲတကောက်ကောက်ချော့နေကြတော့တယ်။သူတို့ရဲ့ဖျော်ဖြေမှုကိုကြည့်ဖို့ကျွန်တော်စိတ်မဝင်စားဘူး။အခန်းထဲဝင်ပြီးချမ်းအန်းရဲ့ပစ္စည်းတွေကိုအပြင်ကိုအကုန်လွှင့်ပစ်လိုက်တယ်။အဖေကဒေါသပေါက်ကွဲတော့မဲ့အချိန်မှာပဲကျွန်တော်တကားကိုဝုန်းကနေပိတ်လိုက်တယ်။အပြင်ကနေသူ့ရဲ့ဒေါသတကြီးအော်ဟစ်တန်တွေကိုကြားနေရတယ်။ကျွန်တော်နှစ်ချက်တက်ပြီးဖုန်းခေါ်လိုက်တယ်။ဆရာဂျောင်းကုမ္ပဏီမှာပြဿနာတွေအများကြီးရှိနေတယ်။ဆရာတကယ်ပဲသူတို့ကိုတိမ့်ပိုက်ဖို့စီစဉ်နေတာလားလို့ကျွန်တော်အတွင်းရေးမှုရဲ့အတန်ထွက်လာတယ်။ကျွန်တော်ခေါင်းငိတ်လိုက်တယ်။ဒီကိုပြန်လာတာဒီမိသားစုကတကယ်ပဲဘယ်လိုမျိုးလဲဆိုတာသိချင်လို့ပဲ။နှမျောစရာပဲ။သူတို့ကကျွန်တော်ကိုမလိုလားကြဘူး။အချိန်တန်ပြီးသူတို့ကိုအပြက်ရှင်းလိုက်တော့လို့ကျွန်တော်အေးဆက်ဆက်ပြောလိုက်တယ်။အတွင်းရေးမှုကချက်ချင်းပဲအလုပ်ဆလုပ်တယ်။တယောက်ယောက်ကကျွန်တော်တကားကိုလာထုနေတာကြောင့်ဖုန်းချလိုက်တယ်။အမေနဲ့အဖေကကျွန်တော်ကိုစုံမဖို့မစောင့်နိုင်တော့ဘူးဆိုတာသိတာပေါ့။ကျွန်တော်မတ်တက်ရက်လိုက်တာနဲ့တကားကပွင့်ထွက်သွားတယ်။အဖေကဒေါသတကြီးပြေးဝင်လာပြီးချောင်ပေချင်းချောင်ဘေးချင်းမင်းလွန်သွားပြီနော်။ဒါချောင်ရှမ်းရဲ့အခန်းကွက်လို့អော်တယ်။သူကိုယ်တိုင်ပဲပေးမယ်လို့ပြောတာမဟုတ်ဘူးလားလို့ကျွန်တော်ကအဖေနောက်မှာတနာစရာကောင်းအောင်လုပ်ပြနေတဲ့ချောင်ရှမ်းကိုအေးဆက်ဆက်ကြည့်ပြီးပြောလိုက်တယ်။အဲ့ဒီအချိန်မှာချောင်ရှမ်းရဲ့မျက်လုံးထဲမှာမုန်းတီးမှုတွေပြည့်နေပေမဲ့ဟန်ဆောင်မှုနေတော့မဲ။အဖေကျွန်တော်အကိုကိုပေးလိုက်ပါမယ်။ကျွန်တော်ပဲအစီခံခန်းကိုပြောင်းသွားပါမယ်။အဲ့ဒီစကားကိုကြားတာနဲ့အဖေကစိတ်လွတ်သွားပြီးကျွန်တော်စီပြေးဝင်လာတယ်။အမေကတော့ဘေးကနေငိုနေရင်ကျွန်တော်ကိုအေးဆက်ဆက်ကြည့်နေတယ်။အဖေကကျွန်တော်စီရောက်လာပြီးလက်နဲ့ပြင်းပြင်းထန်ထန်ရိုက်ဖို့ကြိုးစားပေမဲ့ကျွန်တော်သူ့လက်ကိုဖမ်းလိုက်တယ်။ကျွန်တော်ပြန်ခုခံတာကိုမြင်တော့သူတုန်လှုပ်သွားတယ်။မင်းလိုကျေးဇူးမသိတဲ့ကောင်ငါကမင်းဖေကွလွတ်ဆန်းသူကျွန်တော်ကိုအော်ဟစ်နေပေမဲ့သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကိုနားထောင်ဖို့ကျွန်တော်မှစိတ်မရှိတော့ဘူး။ကျွန်တော်သူ့ကိုတွန်းထုတ်လိုက်တယ်။ကြည့်ရတာကျွန်တော်ကဒီမှာကြိုးစိုးမခံရဘူးထင်တယ်။အဖေမျက်နှာဒေါသကြောင့်ညီရဲတက်လာတယ်။ရောင်ဘုံရောင်ပန်းမင်းစီးကြော်လာပြီဘွန်မင်းဘလို့များ